အားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော်ဆက်ပြောချင်တဲ့အကြောင်းအရာကတော့ဒီလောင်ကစားနဲ့ပဲပြောမယ်ဘာဖြစ်လို့လဲဆိုတော့ရွာဘက်မှာနှလုံးသုံးလုံးထိုးတဲ့လူတွေရှိတယ်အဲ့နှလုံးသုံးလုံးထိုးတဲ့လူတွေကဘလို့ဆွဲလာတာလဲဆိုတော့ဇင်းမြစ်ကိုလိုက်တော့ရောင်းတဲ့လူကစတာရောင်းတဲ့လူကဘလို့စလဲဆိုတော့သူကဆွဲဆောင်တာသူတို့ဒိုင်တွေကပတ်စင်းနဲ့ပေးမယ်ဘလောက်မင်းတို့ရှာတော့ဥပမာ1000ဆိုရင်မင်းတို့200ပေးမယ်1200ပေးမယ်ဆိုရင်1000ဆိုရင်2000ရမယ်တသိန်းဆိုရင်တသိန်းဆို2000ရမှာပေါ့အဲ့လိုနဲ့သူကဆွဲဆောင်တော့ဘယ်လိုဖြစ်လဲဆိုတော့ဒီလူတွေကဘယ်လိုပြရမလဲရွာမှာရှိတဲ့အသက်ကြီးရွယ်အိုးတို့ပတ်စံရှိရတချို့ဆိုအိမ်ထဲမှာပဲနေပြီးတော့ဘာမှလုပ်စရာမလိုဘူးသားသမီးတွေကပို့လိုက်ပြီးရင်ရွာမှာအိမ်တွေလေတွေရှမ်းတွေရှိတယ်နောက်ပြီးအဲ့ဟာရတဲ့ပတ်စံတွေနဲ့စားတဲ့လူတို့ပါတော့ရှိတယ်အဲ့လိုမျိုးလူတွေလည်းရှိတယ်ဆိုတော့ဘယ်လိုဖြစ်လဲဆိုတော့အဲ့လိုမျိုးလူတွေအိမ်ထဲမှာနေတော့ဘာမှမသိတော့ဒီလူတွေကအိမ်ထဲကိုအလေလာတယ်လို့ဘာလို့နဲ့ရောင်းတဲ့လူတွေကလာပြီးရတော့စမ်းကြည့်ပါလားဗာလေးကောင်းတယ်ညာလေးကောင်းတယ်ကျမဆိုဘယ်လိုပေါက်သွားတာအဲ့လိုမျိုးလားအဲ့လိုမျိုးလာတဲ့ခါကျဘယ်လိုဖြစ်လဲဆိုတော့စိတ်လူတွေလှုပ်ရှင်တယ်ဘာဖြစ်လို့အလုံးမရှိဘူးကွာအချိန်နဲ့ပတ်စံရရတယ်ဆိုတော့ငါဒီလောက်လေးလှုပ်လိုက်လို့ဘာမှမဖြစ်ပါဘူးဆိုတဲ့စိတ်နဲ့သူတို့ကလှုပ်ကြတာလှုပ်တဲ့ခါကျတော့သူကပေါက်မပေးရတယ်ပထမအဲ့လိုမျိုးစနေပြီးတော့100ဘူးထိုး50ဘူးထိုးမပေါက်သေးပေါ့ဒါပေမဲ့တပတ်ပြီးမှတစ်ခါရှင်းရတာတပတ်ပြီးမှတစ်ခါရှင်းရတာဆိုတော့လင်းနဲ့ပဲထိုးရတာဆိုတော့များရနေဆိုတော့မသိဘူးထိုးတပတ်လည်းပြီးတော့သူပေါက်သွားတော့ငါဒီပတ်တော့ငါမရှင်းလိုက်ရဘူးဆိုတော့10ရဝင်သွားတော့နောက်တစ်ခါကျတော့ထပ်ထိုးခြင်းမယ်နောက်တစ်ခါထပ်ကစားရင်းနဲ့တစ်ခါပြန်ပြီးတော့ဘယ်လိုဖြစ်လာလဲဆိုတော့သူကကစားရင်းနဲ့နောက်တစ်ခါကျမပေါက်တဲ့ခါကျတော့သူကဘယ်လိုမှပေးရတော့မှရက်နီးပြီဆိုတော့ရက်နည်းနည်းနီးလာပြီဆိုတော့သူကနည်းနည်းလေးဥပမာသူ့စီမှာအကျွေးက3000တင်တယ်ဆိုလို့ရှိရင်ကွာ3000ပဲထားတာ3000တင်တယ်ပေါ့3000တင်တယ်ဆိုရင်10ဘူး20ဘူးထိုး3000ပြည့်ကြည့်မယ်အနေထားကိုသူထိုးလိုက်တော့သူကပေါက်သွားတော့ဒီ3000ကိုသူကကြေသွားရောကြေသွားတစ်ခါပြန်ပြီးတော့နည်းနည်းကနေပြီးတော့သူကနည်းနည်းကနေစလာတာ1000ကနေပြီးတော့2000နဲ့3000နောက်ကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့စိတ်ကရဲလာမရဲတော့ကတော့ဆက်အောင်မစော့တက်တော့ကတော့1000အဲ့လို1000လောက်အဲ့လောက်ပဲပေါ့နော်များနေပြီလို့ထင်နောက်ကျတော့သူတို့ကအမြင်နဲ့စော့တက်လာတဲ့ခါကျစော့လာတော့ပတ်စံ1000 2000ဆိုတာဘာမှမဟုတ်တော့ဖြစ်သွားမဖြစ်တော့ဖြစ်သွားတော့သူ1000နဲ့တသိန်းကနေ2သိန်းပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့ခါကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့တပတ်လည်းပြည့်တယ်ပြီးတော့အကျွေးက10သိန်းလောက်ရှိတယ်မပေါက်ဘူးဟိုဟာလေးကောင်းတယ်ဒါလေးကောင်းတယ်ပတ်ဝန်းကျင်နေနဲ့ညှိပြီးတော့အဲ့လိုမျိုးထိုးနေမှာပေါက်တဲ့ခါကျတော့ဘယ်လို10သိန်းကနေပြီးတော့ဒီ10သိန်းကိုကြေဖို့တော့သူကတန်းသမီးစီမှာတောင်းလို့မရဘူးအဲ့တော့ဒီ10သိန်းကိုကြေဖို့တော့သူကထိုးတော့မှာဝမ်းလည်းမြင်လာပြီရောင်းတဲ့လူကလည်းမြင်တယ်မပေါက်ရင်တော့သူရှန်သိမ်းမယ်သူအိမ်သိမ်းမယ်ပေါ့နော်အဲ့လိုမျိုးမြင်ထားပြီးပါပြီမြင်ထားတော့သူများရောင်းတာသူများဘာမှမရှိတဲ့လူသူတို့မမြူဆွဲဘူးပတ်စံရှိတဲ့လူတွေပဲသူတို့ကမြူဆွဲတာအဲ့ဒါကြောင့်မလို့မြန်မာနိုင်ငံမှာနှလုံးရှဲနဲ့မွေးသွားတဲ့လူတွေအများကြီးပဲရှိတယ်ထိုးရင်းနဲ့ထိုးသားတွေအများကြီးပေါ်လာတယ်အဲ့လိုမျိုးနှလုံးရှဲဆိုတာလည်းနှလုံးဆိုတာတရက်ကို4ချိန်ထွက်တယ်မြန်မာနိုင်ငံမှာမနဲ့စောနေ့လေအဲ့လိုမျိုးထွက်တဲ့ခါကျတော့ဘယ်လိုပြောရမလဲတပတ်ဆိုတဲ့မနေဘူးထိုးတဲ့အကျင့်ကြီးอ่ะဗောနော်အဲ့ဒါဆိုတော့ကျတော့ဒီပတ်စံတွေကိုတသိန်း2သိန်းတစ်ခါတချို့ဆိုရင်4-50သိန်းတပတ်နဲ့သိန်း20သိန်း30မပေးနိုင်တော့သူတို့ဇာတုံနဲ့တင်ထိုးတဲ့ခါကျတော့တပည့်လေပြည့်တော့ရှင်းရတော့မယ်ဆိုတော့လုံးဝမပေါက်တဲ့ဆုံးသူတို့ရှိတာလေရောင်ပေါင်ပေးဒါနဲ့လည်းသူတို့မကြည့်နဲ့လာတော့ဒီတပတ်ငါမပေါက်ဘူးနောက်တစ်ပတ်ပြန်လိုက်မယ်ဆိုတော့အတွေးရမြန်မာတွေမှာရှိတယ်ငွေနဲ့လိုက်ဆိုတဲ့အတိုင်းပဲလိုက်ပြီးတော့သူတို့ပြန်ပြီးတော့လိုက်ထိုးတယ်ပေါ့နော်အဲ့လိုနဲ့ထိုးတစားနဲ့နောက်ဆိုအိမ်နေရှမ်းနေကုန်နောက်ဆိုမွဲသွားတာပေါ့နော်ကျွန်တော်ရှိမှပဲမွဲသွားတဲ့လူက3-4ယောက်ရှိတယ်အဲ့လိုပဲသူတို့မရွာပြန်တော့မထိုးတတ်ဘူးထိုင်းမှာပတ်စံရှာတယ်ပတ်စံနေရှိတယ်ရွာပြန်တယ်မထိုးတတ်ဘူးဒါပေမဲ့ပတ်ဝန်းကျင်ရဲ့မြူဆွဲမှုအဲ့လိုမျိုးပတ်ဝန်းကျင်မှာအဲ့လိုမျိုးလာရောင်းတဲ့ကလေးပဲဖြစ်လူကြီးပဲဖြစ်ပေါ့နော်သူတို့ရဲ့မြူဆွဲမှုကြောင့်လူတွေကနားအောင်နားဝင်သွားပြီးတော့နောက်ဆုံးတော့အဲ့လမ်းမကိုရောက်သွားတာပေါ့နော်အမှန်တည်းပြောရမယ်ဆိုရင်တော့
ဒါတွေကမလုပ်သင့်ဘူးမလုပ်သင့်ဘူးဆိုတာဒီသူတို့ရဲ့ဝမ်းသာကြောင့်လုပ်တယ်ဆိုတာမှန်တယ်ပေါ့နော်ဒီကျွန်တော်ပြောတာမှန်လူမုန်းခံပြီးတာကျွန်တော်ပြောတာမှန်လားမှားလားဆိုတာတော့တခြားစဉ်းစားကြပါတော့ကျွန်တော်ပြောတာမှန်လားမှားလားဆိုတာဒါဗမာပြည်မှာတော်တော်ဖြစ်နေတဲ့ဟာကိုဒါကျွန်တော်ပြောပြတာပေါ့နော်အားကြောင့်မလို့စင်ကျင်မှာဘယ်သူမဆိုဘယ်သူပဲလာပြောနောက်ထပ်စော့မဲ့လူတွေရှိတယ်ဆိုလည်းမစော့ပါနဲ့ပေါ့နော်သူများလာဘလောက်ပဲဟိုဟာဖြစ်ဖြစ်သူများပတ်စံကိုလိုချင်တယ်ဆိုရင်တော့ကိုယ်အိတ်ထဲမှာပြန်ပေးဖို့ရန်မြများသူများကိုယ်စီကလာတယ်ဆိုတော့ကိုယ်ပေးမယ်ဆိုတာလာတာမဟုတ်ဘူးသူများကိုယ်စီကယူဖို့အတွက်လာများတာကိုယ်စီမှာဘလောက်ရှိလဲကိုယ်ပတ်စံဘလောက်ရှိလဲဆိုတာလာများတာသူကများပြီးတော့သူကိုယ်စီကယူဖို့အတွက်ကိုသူကဘလို့နည်းနဲ့ယူရမလဲဆိုတာကိုရှောင်းနေတာပေါ့နော်အဲ့ဒါကြောင့်မလို့ရှိတာလေးနဲ့တင်းတိမ်မှာရှိတာလေးနဲ့ရောင်ရဲတင်းတိမ်လို့ရတယ်ဘဝမှာနော်ဘဝမှာလောင်းကစားလုပ်ပြီးချမ်းသာသွားတဲ့ကောင်ဆိုတာရှိတော့ရှိရဒါပေမဲ့သူ့ရဲ့ဘဝကိုအကျိုးပေးတဲ့လူနဲ့အကျိုးမပေးတဲ့လူနဲ့ဆိုင်သေးတယ်ကံကောင်းနေတော့ချမ်းသာမှာပဲကံစားလာကြသွားတဲ့အချိန်ကျရင်တော့ရှုံးမှာပဲဒါကတော့လောင်းကစားဆိုတာမတည်မြဲဘူးတတိဖြစ်သွားတဲ့ကောင်မရှိဘူးလောင်းကစားတိုင်လို့ချမ်းသာသွားတာပဲရှိတယ်အဲ့ဒါကြောင့်မလို့လောင်းကစားတွေမလုပ်ကြပါနဲ့မြန်မာပြည်မှာအလုပ်မရှိတဲ့အခါကျတော့ဒီလောင်းကစားကိုပဲအားကိုးပြီးတော့လုံနေကြတဲ့လူကများတယ်ဗျာဒီလောင်းကစားနည်းနည်းလေးထိုးလိုက်လို့ပေါက်သွားမရှိစင်ရသားဆိုတော့အဲ့လိုပဲ100ဝတ်ထိုး200ဝတ်ထိုးဒါလေးပေါက်လာဒါလေးနဲ့ချက်စားအခုနောက်ပိုင်းဘယ်လိုပဲမှာတော်တော်များများလောင်းကစားလုပ်တဲ့လူတော်တော်များလာတယ်အဲ့ဒါကြောင့်ဗီဒီယိုကနည်းရှည်သွားဗျာဒါပေမဲ့ဟိုနှလုံးတွေရှည်တယ်မထိုးကြပါနဲ့ပြောချင်တဲ့နီကုံကြောက်ကတော့မလုပ်ကြပါနဲ့ပေါ့နော်အဲ့ဒါလေးပဲကျွန်တော်ပြောချင်တာပါကိုစင်ကျင်ပေါ့ကျွန်တော်ပြောတာမှန်လားမှားလားဆိုတာသိချစဉ်းစားပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရှစ်လဲရှစ်ပါပါเนาะဒါကကျွန်တော်အမြင်လေးလာပြီးပြောပြတာပေါ့เนาะ